ตายาวาပြောလာတဲ့ညောင်ပင်သာရွာလေးဟာမြို့နဲ့အလှမ်းဝေးတဲ့ဘကူးရိုးမတောင်ချီမှာတည်ရှိပါတယ်။ရွာသားအများစုကတော့ယာလုပ်ငန်းနဲ့ဥယျာဉ်ခြံလုပ်ငန်းကိုအဓိကလုပ်ကင်ကြပါတယ်။တရွာနဲ့တရွာသွားမယ်ဆိုရင်လှဲကိုပဲအဓိကသုံးကြရတယ်။ရွာလေးကခေါင်ပေမဲ့ရွာသူရွာသားတွေကစီးပွားရေးတော့ပြေးပြေးလဲလဲရှိကြပါတယ်။ရွာရဲ့အစွန်မှာတော့ထူးဆန်းတဲ့အိမ်အိုကြီးတစ်ဆောင်ကအထီးတဲ့တည်ရှိနေပါတယ်။အိမ်ကြီးနားမှာနေခင်းဘက်ကတော့တစ်ပင်ဝါးပင်တွေစိမ့်စိမ့်ဆူဆူကြီးငတ်တန်တွေနဲ့ตาရနေပြီမဲ့ညဘက်ရောက်ရင်တော့ကြီးဆိုးလာတဲ့အမှောင်တူးကြောင့်ပတ်ဝန်းကျင်ကတိတ်ဆိတ်သွားတတ်ပါတယ်။ဒီအိမ်မဲကြီးဟာကျွန်းသစ်တွေနဲ့စောက်ထားတဲ့နှစ်ထပ်အိမ်ကြီးပါ။ကာလကြာရှည်လာတာနဲ့အမျှရေနံချေဝနေတဲ့တစ်သားတွေကမဲနက်နေတာကြောင့်အိမ်မဲကြီးလို့ခေါ်ကြတာပါ။တခါတလေမှာအိမ်ကြီးရဲ့ပြတင်းပေါက်တွေကလေတိုးရင်ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတတ်ပြီထွက်လာတဲ့အတန်တွေကကျွီးကျွီးနဲ့မြည်တဲ့အတန်ကကြောချမ်းစရာကောင်းလာပါတယ်ခြံထဲမှာတော့တရက်ပင်မာလကာပင်မယမ်းပင်တို့လိုအပင်တွေနဲ့အုံဆိုင်နေပါတယ်ဒီခြံကြီးကတရဲ၆တယ်ဆိုပြီးရွာထဲမှာနာမည်ကြီးနေတော့ဘသူမှလည်းခြံနာတော့မကတ်ရဲကြဘူးတရဲဇက်လန်ဖြစ်ပေါ်လာပုံအစကတော့ရွာထဲကလူပြိုကြီး၃ယောက်ဖြစ်တဲ့စိန်လင်းကြော်ကြီးနဲ့တာလတို့အိမ်မဲကြီးနားကဖြတ်လာရကစတာပါစိန်လင်းကတစ်ဖက်ရွာမှာစဘာဘိုးအကျွေးသွားတောင်းပြီးပြန်လာတော့ညက်နီဆောင်နေပြီရွာနားလဲရောက်ပြီဆိုတော့အိမ်မဲကြီးရဲ့ခြံရှိကတစ်ပင်အောက်မှာခဏနားပြီးအမောဖြေမလို့ခဏထိုင်လိုက်ပါတယ်ခဏနားရင်ဆေးလေတောက်နေတော့မှအိမ်ပေါ်ထက်ကနေဒုံဒုံဆိုတဲ့နံရံကိုထုတဲ့အတန်ကြားလိုက်ရပါတယ်။သူကရွာထဲကခလေးတွေနှောက်နေတဲ့ထင်နဲ့ဟေးကောင်နီလူကြီးကိုမစနဲ့လေဆိုပြီးဆေးလေးအတော့မပြတ်ပဲအေးစီစီပြန်ပြောလိုက်ပါတယ်။ရုတ်တရက်ဆိုသလိုပဲဝရန်ဒါကနေစပင်ဖားလျားချထားတဲ့မိန်းမကြီးတယောက်ဘွားကနေအမှောင်တွေကပေါ်လာပါတယ်။လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့အဲ့ဒီမိန်းမကြီးကသူ့ကိုပြုံးပြပြီးလက်ရက်ခေါ်ပါလီရောစိန်လင်းလဲဘာညာမစင်းစားတော့ပဲတရေလို့អော်ပြီးရွာထဲကိုဝင်ပြေးတော့တာပဲအဲ့ဒီညမှာပဲစိန်လင်းတရေ၆ခံရတဲ့တရင်ကရွာထဲမှာနာမည်ကြီးသွားပါတယ်တနေ့ကြော်ကြီးတို့အဖွဲညဘက်တငယ်ချင်းနေနဲ့စကားဝိုင်းဖွဲ့ရင်စိန်လင်းတရေ၆ခံရတဲ့အကြောင်းပြောမိကြတော့မင်းတို့လဲကြောက်လိုက်တာစိန်လင်းကနေဝင်စဆိုတော့ဒီတိုင်းရှောက်မြင်တာနေမှာပါဒီညငါသွားပြမယ်မင်းတို့မဝင်ရဲရင်ချန်ပီယံကစောက်နေကြဆိုပြီးအိမ်မဲကြီးစီကိုတွားပါတော့တယ်သူ့တငယ်ချင်းတွေကတော့ကြောက်လို့ခြံအပြင်မှာပဲစောင့်ကြံရစ်ကြတယ်အိမ်ပေါ်ရောက်တော့ကြော်ကြီးလဲမီးအိမ်လေးနဲ့ရှောက်ကြည့်နေတော့မှနောက်ကနေအတန်တစ်ခုကြားလာလို့လှည့်ကြည့်လိုက်တော့ဘာမှရှိမနေဘူးဒါပေမဲ့သူ့ရဲ့ရှီကိုပြန်လှည့်လိုက်တာရောင်ပြန်ဟတ်နေတဲ့သူ့ရှီကမှန်နေမှာတော့သူ့နောက်မှာအင်ကြီးအဖြူဝတ်ထားတဲ့မိန်းမကြီးကလက်ကြီးနှစ်ဖက်ကိုဆန့်တန်းလာတာကိုတွေ့လိုက်ရတယ်ကြော်ကြီးတယောက်တရဲလို့တောင်အော်ချိန်မရပဲမီးအိမ်မှာလှုပ်ချပြီးတချိုးလေးထွက်ပြေးရပါတော့တယ်တာလာကတော့အစားမဲ့သူပါအိမ်မဲကြီးရှိကဖြတ်သွားတိုင်းမှဲ့ဝင်းနေတဲ့မာလကာသီးတွေကိုအမြဲတရေကြနေသူတနေ့တော့တတ်တိမွေးပြီးအိမ်ကြီးရှိကမာလကာပင်ပေါ်ကအသီးကိုခူးစားဖို့ကြိုးစားပါလေရောလက်လန်းမိတဲ့နေရာကအသီးတစ်လုံးခူးပြီးကိုက်လိုက်တဲ့အချိန်မှာပဲအပင်ပေါ်ကနေတရေမကြီးကစောက်ထိုးကြီးဆင်းလာပြီးစားလို့ကောင်းရဲ့လားဆိုပြီးရေပြလိုက်ပါတယ်တရေမကိုမြင်လိုက်ရတဲ့တာလာလေခေါင်းနှစ်ပန်းတွေကြီးပြီးဖနှောက်နဲ့တင်ပါတသားတဲ့ကြောင်ပြေးပါလီရောတနေ့တော့ကလေး၃ယောက်ဖြစ်တဲ့အောင်ကြီးကြော်နဲ့တာကွာတို့ဟာဒီအိမ်ကြီးထဲမှာ
တူတူပုံးတန်းဆော့ဖို့တိုင်ပင်မိကြတယ်အိမ်ကြီးတဲ့ဘသူမှမဝင်ရဲဘူးတဲ့ငါတော့တရဲမမြင်ဘူးသေးဘူးယုံလဲမယုံဘူးကွာသွားဆော့ကြမယ်ငါနဲ့ဘယ်ကောင်လိုက်မလဲလူตาခွားကစိန်ခေါ်တော့ကြော်ကြော်ကကြောက်ကြောက်လန့်လန့်နဲ့ဟေးကောင်လေးငါတို့မသွားရင်ကောင်းမယ်နော်အိမ်ကြီးကိုကြည့်ရတာတကယ်ချောက်ချားစရာကြီးဟာဆိုပြီးညင်းပေမဲ့အောင်ကြီးကမင်းကလေတရဲဆိုတာတကယ်မရှိပါဘူးငါတို့၃ယောက်လုံးအတူတူပဲဟာကိုတရဲထွက်လာရင်လေလီးကွာပါတာပဲဘာကြောက်စရာရှိလဲဆိုပြီးအားပေးတာနဲ့အိမ်ဟောင်းကြီးတဲ့ကို၃ယောက်သာခြိတက်သွားကြပါတော့တယ်သူတို့အိမ်ကြီးစီရောက်တော့ညီအကိုမတိတတိအချိန်ဖြစ်နေပြီသူတို့၃ယောက်အိမ်ပေါ်ထက်ကိုတက်သွားတော့အိမ်ကြီးထဲမှာကဖုံနှံ့နေနဲ့မှုန်နှံ့နေကမွင်နေပြီးခြေလန်းတလန်းလန်းတိုင်းတစ်သားချမ်းပြင်ကတကြွိကြွိနဲ့မြည်နေပါတယ်ရှာရဖို့ပထမဆုံးအလေ့ကြတဲ့သူကအောင်ကြီးပါတာကွာတရေအချောက်ခံရပုံကသူကအခန်းလွတ်တစ်ခုတည်းကဖုန်နီတက်နေတဲ့ကတင်အောက်ကိုတိုးဝင်ပုံနေတာအပြင်ကခြေတံကိုနားဆွင့်နေတော့သူ့ပခုံးပေါ်ကိုအေးဆက်ဆက်အထိအတွေ့တစ်ခုတရွက်ရွက်နဲ့ကြာရောက်လာတယ်ပင်ကူအိမ်လူထင်ပြီးဖယ်မလို့ဆွဲကြည့်လိုက်တော့အဲ့ဒါကတရေမာကြီးရဲ့စပင်ရှိရီဖြစ်နေပါလိရောကြော်ကြော်ကတော့ဟောင်းနွမ်းနေတဲ့တစ်သားဘီယိုကြီးထဲမှာပုံနေတာဘီယိုတကားအဟာကြားကနေအပြင်ကိုချောင်းကြည့်နေတော့ရုတ်တရက်ဆိုသလိုပဲတကားကဝုန်းကနေပွင့်ပြီးကြောက်စရာကောင်းတဲ့မျက်နှာကြီးကဘွားကနေပေါ်လာတာမိန်းမကြီးရဲ့မျက်လုံးကဖြူဖြူကြီးမှမျက်စံမပေါက်မျက်နှာကလည်းစွတ်စွတ်ဖြူနေတာအောင်ကြီးကတော့အပေါ်ထပ်မှာတယောက်ယောက်ရှိမယ်အထင်နဲ့တက်သွားတော့လှီကားပေါ်ကအမောင်ထဲကအတန်ကြီးကြားလိုက်ရလို့ကြည့်လိုက်တော့လှီကားပေါ်ကနေမိန်းမကြီးတယောက်ကပက်လက်လန်ပြီးဇောက်ထိုးကြီးတဝုံဝုံနဲ့ဆင်းလာနေတာခလေး၃ယောက်လုံးလဲတပြိုင်နက်တည်းကြောက်လန့်တကြားနဲ့အိမ်ရှိကိုပြေးထွက်လာကြပါတယ်အပြင်ရောက်တဲ့အချိန်အိမ်ပြင်ထိတရေမကြီးကသူတို့နောက်ကနေတဟီးဟီးနဲ့ရီပြီးလေထဲမှာဝဲပြီးလိုက်လာပါတယ်ဟေးကောင်လေးတခုခုရွတ်ကြအောင်ဟာမင်းတို့ကြီးတော်ကနောက်ကလိုက်လာပြီဆိုပြီးကြော်ကြော်ကအော်ပြောပါတယ်ဒါပေမဲ့ကြောက်လွန်းလို့ဘာမှတတိမရကြတော့ဘူးအောင်ကြီးကမျက်လုံးမိတ်ပြီးပြေးတော့ဟာငါတို့လည်းဘာမှမတက်ဘူးလို့ကြော်ကြော်လှမ်းပြီးအော်ပြောလိုက်ပါတော့တယ်တားကွာလေမိမိကြီးကေပါဦးနောက်ခါတူတူပုံနဲ့မစိုးတော့ပါဘူးဗျာလို့အော်ပြီးပြေးပါတော့တယ်နောက်ဆုံးမှာတော့၃ယောက်သားဖနှောက်နဲ့တင်ပါတသားလေးကြအောင်ရွာထဲကိုပြေးကြပါတော့တယ်သူတို့နောက်ကနေတရေမာကြီးကလည်းအိမ်ဝရန်တာမှာရက်ပြီးနောက်ခါလာချအောင်လေငါမှစော့ဖို့မရှိလို့ဟီ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 ဆိုပြီးလက်လန်းပြကြံခဲ့ပါတော့တယ်နောက်ပြန်မကြည့်ပဲပြေးလာရင်အိမ်နားရောက်တော့ဟဲဘာဖြစ်လာတာလဲအသေးတန်နေပြေးလာကြတာလို့လူကြီးတွေကမေးကြပါတယ်ခလီးတွေကတုံတုံရင်ရင်နဲ့အိမ်မဲကြီးအကြောင်းပြောပြတော့အောင်ကြီးရဲ့အဖေဖြစ်သူကငါမပြောဘူးလားအဲ့ဒီအိမ်နားမသွားပါနဲ့ဆိုတာမင်းတို့ကအချိန်မတော်အချိန်တော်အဲ့ဒီမှာသွားဆော့ရင်တခုခုဖြစ်သွားရင်ဘလို့လုပ်မလဲတရေ၆တာတည်းမဟုတ်ဘူးအိမ်ပြိုကျရင်လည်းဒုက္ခရောက်နိုင်တယ်ဆိုပြီးစူပါလေရောတားကွာရဲ့အမေကလည်းငိုနေတဲ့တားကွာကိုဆွဲဖက်ပြီးတော်ပြီနောက်ဆိုအဲ့ဒီအိမ်ကြီးပဲခြီဦးတော်မလှင့်နဲ့ဒီတခါတော့ခွင့်လွတ်လိုက်မယ်လန့်သွားတာမျက်နာတွေတောင်ပြက်နေကြပြီလူစုပူကျိမ်းမောင်းတော့တာပေါ့အဲ့ဒီနေ့ကစပြီးညောင်ပင်သားရွာကခလီးတွေရောလူကြီးတွေရောအိမ်မဲကြီးနာကိုနေဝင်ရင်တယောက်မှမသွားရဲကြတော့ပါဘူးအိမ်မဲကြီးကတော့လာရောက်အောင်မှမင်းနဲ့တိတ်ဆိတ်စွာနဲ့နောက်ထပ်6ရမယ့်အေးတွေကိုစောင့်ကြည့်နေစေ